对吧？照明好多。白蛮白一零后面照个生意鸟的。看那些养没来，那那样所以呢，照完嘛没养完咯，照个。那里面后边是啥？阿表，啊？照几个了？照了，只要你照要他了。照温秋那个。我这爸爸的照没人表。我那个根本照不了，照明嘛弄个。他这里我眼睛上。照不了，照不了。对吧？照明好多。哦。用这下一个，哇，这光几人的？照高了。好。照高所以不在的，俺们照明后面还是我们家的咯。我可以买了，这样子的，哇，这比他这种老板。大家咧下照明门啊，照个就咩包水嘅，係咯，啲上架咧。話咯，照講做啊。照个喏，个蛮的，别那个蛮偏来的那里啊。ဒီရှိဘက်မှာလည်းပြင်လိုက်တဲ့လာနေကြောင်ရတော့ဆိုတော့နေအောင်အောက်မှာတော့သူ့ရဲ့မန်တော့တွားနေအောင်တစ်ခါလေးမြင်နေလိုက်တော့ဒီချာကြည့်ကြည့်အောင်ဒီဒီလားဒါကတော့ပဲမန်းပဲကြီးလေးဟုတ်တယ်ကြောက်တယ်စိမ့်ကြည့်နေရပဲเนาะတွားပြင်လိုက်တဲ့လာနေဟုတ်တယ်မလို့အခုဒီမန်းတစ်ချောင်းကြည့်မယ်ဆိုမန်းကမဲချင်နေပြီเนาะဒီနေအောင်မှကြည့်လိုက်သူ့ရဲ့မားချီချီရှားနဲ့တွားနေတော့မားဘယ်လောက်ကောင်းလဲဆိုမလို့လက်3ချောင်းစာလောက်ရှိရเนาะအရှိဘက်မှာဒီနောက်ဘက်မှာလည်းလက်3ချောင်းစာလောက်ရှိပြင်လိုက်တဲ့လာနေเนาะမအားဘလောက်ကလည်းမဲတော့မဲနေပြီပါတော့ချီချီလေးအုပ်ပါလာတော့သူ့ရဲ့ပဲအရင်တော့ခြေလိုက်ပေါင်းပေါင်းလေး ဘယ်လောက်ရမှလဲဒီကြောက် 如果များလည်းမဟုတ်တော့ဒီတော့ဒီလိုဆို200ပဲ 200ဟာ200ဆိုရင်တော့ကြောက်ဝိုင်းမှာပဲရောင်းဝိုင်းတော့ကြောက်တာတော့ဒီဆောင်မှာဆိုရင်တော့ခင်ဗျားခေါ်နေရောင်းပြပြပြောအခု အဲ့ဒါဆိုတော့ဒီမှာ100နီးပဲရမှာ 100နီးဆိုရောင်းလိုက်ပါ ဟုတ်ဟုတ် ကိုမမတို့ဒီကကြောက်လေး100နီးရောင်းပါတယ်နော်အလုံးကတော့မကြည့်ဘူးအနာလိမ်ပိုင်းမှာမအရန်ကောင်းတာနော်အပေါ်အောက်တက်3ချောင်းစာနဲ့တက်လက်ပုံကြီးခင်ကြတော့မကောင်းတဲ့ဒီညိုင်းခေါင်းညဒါပေမဲ့100တက်ကဆိုရင်တော့မတို့ကခေါင်းဆက်မစံတော့နော်ခေါင်းလုံးအောင်တော့ရင်တော့ပါဒီနေနေပဲရောင်းပါအောင်ဝယ်တဲ့စီနဲ့များပါတယ်အဲ့လိုလောက်ကို90ကြိုက်တယ် တော့ရတယ်လို့ရတယ် ဟမ် ဒီကြလို့ရတယ် နောက်ပြလိုက်ပါ90မဆိုးတော့ဘူးကြောကတော့စီချက်တွေအများကြီးကြံနေတယ်ဒီလားသူကဒီဖက်မှာအုံလို့လာပြောတော့ဒီဖက်ကတော့စုံလို့စီလိုက်ပြီးဆိုရင်သူ့ရဲ့ဒီပဲရင်ဒီဖက်မှာလည်းအများကြီးအုံလာမှာဆိုရင်နောက်ကြည့်လို့ရတယ်90ရောက်ပြီလိုက်လက်ကြီးသေးဝလေးဖြစ်တော့100လောက်ကတော့မနေနိုင်ဘူးနော် တော့80လောက်လုပ်ပြလို့ရ ဟာ80မရောက်နိုင်တော့ရောက်ချင်လို့ဆိုထားရောက်လိုက်တော့မဟုတ်ရင်ဒီများဒီသေးတော့မပေးနိုင်ဘူးလို့မလဲ ဘုံဆိုလဲတော့လဲစနေ ရောက်လိုက်တော့နေလိုက်ရမ်းပူရဲ့ကိုတလုံးတလေနဲ့ဒီကိုကြောက်ကောင်းရောက်လိုက်နော် ဘုံကအပြည့်ဆက်ပြီးနေတယ် ဒီပိုင်းတော့ပဲခတ်ပြီးရနော်လက်ကဲကိုမမတို့ဒီရဲ့ကြောက်လဲညီမ80နဲ့ရပြီနော်အခုကြည့်နေတဲ့ကိုမမတို့ရေပဲရေအပြင်လိုက်အတုံးလိုက်ခဲလိုက်ခေါင်းချင်တယ်ဆိုရင်ဒီရဲ့ကြောက်လေးညီမဆက်ပဲပြီပါနော်